ရေကူးပြီးဆိုတာနဲ့စပြီးဝိတ်ကြတဲ့နေရာကတော့ပေါင်ကကြက်သားတွေဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ရေကူးပြီးဆိုတာနဲ့ခြေထောက်ခတ်ကျင့်ရပါတယ်ခြေထောက်ခတ်ကျင့်ပြီးဆိုရင်ပေါင်ကြက်သားတွေတန်းလာပြီးတော့ပေါင်မှာရှိတဲ့အစီခဲတွေကျသွားပြီးတော့ပေါင်လေးတွေကတိမ်ပြီးတော့ဗောနော်ဘောင်းမီဝေးရတာလည်းအဆင်ပြေတယ်တွားရလာရလည်းပေါ့ပေါ့ပါဖြစ်သွားတတ်ပါတယ်ကျွန်တော်ရေကူးရဲဆိုတာဒီဒုနာခါနာသမားတွေအတွက်အရန်ကိုတင့်တော်တဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်ကိုယ့်ရဲ့ခန္ဓာကိုယ်လည်းထိန်းထားစရာမလိုတဲ့အတွက်ကြောင့်ဝါတဲ့လူတွေအတွက်ဆိုလို့ရှိရင်လည်းပို့ပြီးတော့အဆင်ပြေပါတယ်ရေကူးပြီဆိုကြတဲ့ကပေါ့နော်ခြေထောက်တွေအခါးတွေကိုဆန့်ပြီးကူးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဒုနာခါနာတွေကိုပို့ပြီးတော့တတ်တာစေပါတယ်ရေကူးတဲ့အခါမှာအသက်ကိုရှူတင်းရှူထုတ်လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ aerobic လေ့ကျင့်ခန်းဖြစ်ပါတယ် aerobic လေ့ကျင့်ခန်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့နှလုံးအတွက်လည်းကောင်းမွန်စေသလိုအဆုတ်အတွက်လည်းကောင်းမွန်စေပါတယ်လေဝင်လေထွက်ကိုအများတန်းရှူနေရတာဖြစ်တဲ့အတွက်ကြောင့်တရားမှတ်တယ်လို့ဖြစ်ပြီးတော့ဗောနော်စိတ်လည်းငြိမ်ပြီးတော့စိတ်ဖိစီးမှုကိုလည်းကျစေပါတယ်ဒါကြောင့်မလို့အားကစားတွေထဲမှာဒါရေကူးအားကစားဆိုတာလေတကယ်ကိုကျန်းမာရေးအတွက်တင့်တော်တဲ့အားကစားတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကကျတော့ life saving skill ပေါ့နော်ကိုယ့်ဘဝအတွက်အရေးကြီးရပေါ့နော်ဒါ survival skill လို့ခေါ်တဲ့အသက်ကယ်နည်းပေါ့နော်လူတစ်ယောက်အသက်ရှင်တန်ဖို့အတွက်ရေကူးတတ်တာလည်းကျွန်တော်တို့လိုအပ်တဲ့ skill တစ်ခုဖြစ်ပါတယ်ရေကူးတဲ့အခါမှာလုကူနီဖာကူနီရဲ့ကျွန်တော်တို့ကိုဖော်နီရဲ့တက်လို့ရှိရင်ရေကူးရတာတော်တော်လေးအဆင်ပြေသွားပြီပေါ့နော်ဒီ3ခုကတော့အဓိကပေါ့နော်တခြားရေကူးနီတွေအများကြီးရှိပေမဲ့လို့ဒီ3ခုကောင်းကောင်းကူးတက်လို့ရှိရင်တော့ဒါအဆင်ပြေသွားပါပြီနောက်တစ်ခုကကိုဖော့ပေါ့နော်ကိုဖော့ကတော့ဒီရေကူးတင်တန်းတက်မယ်ဆိုရင်ပေါ့နော်ကိုဖော့ကိုတော့မဖြစ်မနေရအောင်တင်ပေါ့နော်ကိုဖော့တက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရေနစ်မှာတွေပါအရန်ကြောက်စရာမလိုတော့ဘူးပေါ့နော်ရေကူးတဲ့အခါမှာပထမဆုံးလိုအပ်တာတော့ရေကူးမျက်မှန်ပေါ့နော်ရေကူးမျက်မှန်ရှိမှကိုကရေထဲမှာနစ်နေလားပေါ်နေလားဘယ်နေရာရောက်နေလဲဆိုတာကောင်းကောင်းမြင်ရမှာပြီးရင်ကျွန်တော်တို့မျက်စိကိုမထိခိုက်အောင်ပေါ့နော်ရေကူးတဲ့အခါမှာကလိုရင်းတွေခတ်တာဖြစ်တဲ့ကြောင့်ဒီကလိုရင်းတွေကမျက်လုံးကိုမဆက်သွားအောင်လို့ကျွန်တော်တို့ရေကူးမျက်မှန်လိုအပ်ပါတယ်နောက်တစ်ခုကတော့နားအပိတ်ပေါ့နော်နားအပိတ်လေးနဲ့ရေကူးတာပို့ပြီးတော့တင့်တော်တယ်ဗျာရေရှည်ကူးမယ်ဆိုရင်ဘာလို့ဆိုတော့နားထဲကိုရေဝင်သွားလို့ချင်းဆွဲမကြီးလာလို့ခေါ်တဲ့အပြင်နားရောင်တဲ့ယောဂဖြစ်တတ်ပါတယ်ဆိုမိန်းကလေးတွေအန်တီတွေအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လိုအပ်တာကတော့ခေါင်းအဆုပ်ပေါ့နော်ခေါင်းအဆုပ်လေးပါမယ်ဆိုလို့ရှိရင်ကျွန်တော်တို့သပင်ပျက်စီးမှုကိုလည်းကာဝယ်ပေးရပါတော့ကလိုရင်းတွေပါတဲ့အတွက်ကြောင့်မလို့ခေါင်းဆုပ်မပါပဲရေကူးရဲဆိုရင်သပင်တွေပျက်စီးသွားနိုင်ပါတယ်နောက်တစ်ခုကတော့ရေကူးဝတ်ဆောင်ပေါ့နော်ရေကူးဝတ်ဆောင်ကလည်းလိုအပ်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့အထူးသဖြင့်မိန်းကလေးတွေရေကူးမယ်ဆိုလို့ရှိရင်ရေကူးဝတ်ဆောင်မပါဘဲနဲ့ကူးမယ်ဆိုလို့ရှိရင်ဘောင်းမီပြဲတာတော့အင်ကြီးပြဲတာတော့ဖြစ်တတ်တယ်နောက်တစ်ခုကရေဆိုသွားရင်ပေါ့နော်အချို့ဝက်စားတွေကဒါအတွင်းခံတွေပေါ်တာမျိုးတွေပါဖြစ်တတ်တော့ခါကြတော့ကျွန်တော်တို့ရေကူးဝက်ဆောင်ကလည်းလိုအပ်ပါတယ်ဘာပဲပြောရေကူးတင်တဲ့တက်ကြပေါ့နော်ရေကူးတင်တဲ့မတက်ဖြစ်တော့ရှင်လည်းပတ်ဝန်းကျင်မှာရေကူးတက်တဲ့လူတွေရှိလို့ရှင်ကိုယ်တင်ခိုင်းပေါ့နော်ရေကူးတက်တယ်ဆိုလို့ရှိရင်ကိုယ့်အတွက် survival skill တစ်ခုဖြစ်တယ်အသက်ကယ်နည်းတစ်ခုဖြစ်တယ်လေ့ကျင့်ခန်းလုပ်လို့ရှိရင်အကျိုးဆက်တွေကအများကြီးပဲเนาะကိုယ့်အတွက်အကျိုးရှိရတယ်အများကြီးရတာဖြစ်တဲ့ကြောင့်ရေကူးဖို့အတွက်ကိုကျွန်တော်ကဒီကနေပြီးတော့တိုက်တွန်းချင်ပါတယ်ဆရာနာမည်ကိုခေါ်ရေကူးတင်တဲ့ဆရာကျော်ကဆရာကျော်ကဒါရေကူးတင်တာကျွန်တော်တင်ပေးတဲ့ဆရာပေါ့နော်ဆရာကဒူးကောင်းတွေပါနာလို့ရှိရင်ရေကူးလို့တက်တော်လားတက်တော်တယ်ဒူးနာတဲ့သူတွေခါနာတဲ့သူတွေခါနာတယ်ဆိုကျွန်တော်မနက်ကအမှကွန်ပျူတာထိုင်တာများပြီခါနာနေတာအခုကူးလိုက်တော့တော်တော်လေးကိုအဆင်ပြေသွားချက်ချင်းသိတာဟုတ်ကဲ့ body weight အဓိက body weight ကိုထမ်းတဲ့ဒီဥစစ်တွေကကိုယ့်ရဲ့ body weight ကိုထမ်းရထမ်းတဲ့အခါမှာခြေထဲမှာကျတော့ကိုယ်ကမှောက်ချလိုက်ပြီဆိုရင်ကိုယ့်ရဲ့ body weight ကိုခါးတွေဒူးတွေကမထမ်းရတော့ဘူးခြေကထမ်းပေးထားတာပေါ့နော်အဲ့မှာမှခြေထောက်ကကိုလက်လုံရှာဖြစ်တဲ့ခါကျတော့ခုနခါးနာရီဒူးနာရီရောကပါဖြစ်တာမြင်ရတယ်ဆရာကြည့်ချွေးလည်းမထွက်ဘူးဒီကူကချွေးတော့ထွက်တယ်မသိလိုက်တာဟုတ်လားအဲ့လိုချွေးတော့ထွက်တယ်မသိတာဟိုမှာဒါကပူချိန်နဲ့နည်းနည်းတော့ထွက်တယ်နော်ဒါကတော့ပူချိန်နဲ့ဆိုတော့ကယ်လိုရီကတော့ဘန်းပါပဲကယ်လိုရီဘန်းတယ်ကျွန်တော်ရေခွေးနေပထမဆုံးပိန်သွားပေါင်နဲ့နေစပိန်ပေါင်ဒီကပေါင်နေလှုပ်ရှားတာများခြေတော့ခက်တာပေါင်နေပိန်သွားခါလိုက်ကျွန်တော်တို့အစားအသောက်ကိုလျှော့လိုက်ဘိုက်ပိန်တာလေ
ပေါင်းမပိတ်ဘူးဒီကောင်ရေကူးနေတော့ပေါင်နေချင်းချင်းကိုပိတ်သွားပြီးတော့ ကျွန်တော်တွေအဓိကခက်ရရေကူးမှာအလကူပဲဖြစ်ဖားကူပဲဖြစ်ကျွန်တော်တွေလှုပ်ရှားမှုအောင် ရှောက်ကပို့လို့ရအဲ့တော့လူကောင်းနေတော့ကောင်းတာပေါ့နော် ဟုတ်တယ် ပေါင်မှာအစီကြီးကျသွားတော့ခါကျပေါင်ချက်သားကြီးလည်းပန်း ဟုတ်တယ် လူကောင်းကိုခါးတွေနိုင်လာပေါ့ ရိုက်ကောင်းမှတော့ရေကူးတာ ဟုတ်ပါရဲ့ကဲဆရာနဲ့ကူးခြင်းလို့ရှိရင်ဟိုတယ်မန်လေးမှာလာခဲ့လိုက်နော်မင်္ဂလာပါအားလုံးကျေးဇူးတင်ပါတယ်